အော်တိုဘာလအတွင်းပေါင်း1960 12ပွဲစာအဝင်48ပွဲမှာ34ပွဲနိုင်တဲ့19ရက်မှာ16ရက်နိုင်ခဲ့ပြီး win rate အနေနဲ့48.2%ရှိခဲ့ပါတယ်ဟုတ်ပါတယ်ကျွန်တော်ယခုပြောနေတာက Telegram channel မှာ9000ကျော်နဲ့ရောင်းတဲ့ VIP တစ်တွေပဲဖြစ်ပါတယ်ဒါပေမဲ့ယခုဗီဒီယိုတွေကညီကိုတွေကိုပွဲလာဝယ်ပါလို့ပြောနေတာမဟုတ်ပါဘူးယခုလို VIP တစ်တွေကို free ရနိုင်တဲ့ညီကိုတွေကိုပြောကြားချင်လို့ပါအဲ့ဒါကတော့ကျွန်တော် Five Mid Agent ဆက်လုပ်တာတစ်ပတ်လောက်ပဲရှိပါသေးတယ်အဲ့ဒါကြောင့် Five Mid ကစားတဲ့ညီကိုတွေရှိရင်ကျွန်တော်ရှိမှလာကစားပြီး VIP ပွဲတွေကိုကျွန်တော်အနေနဲ့လည်း free ပြန်လဲပြီးတော့ချပေးတော့မှာဖြစ်ပါတယ်ဒါပေမဲ့လာကစားတဲ့ညီကိုတွေပြတာပဲဖြစ်ပါတယ်ကြော်ညာလေးလည်းပြီးပြီဆိုတော့ဒီနေ့စနေနေ့ညရဲ့ကျွန်တော်အကြိုက်ဆုံး free တဲ့ software နှစ်ပွဲကိုဒီဗီဒီယိုမှာညီကိုတွေရွေးချယ်ပေးတော့မှာဖြစ်ပါတယ် free တဲ့3ပွဲလုံးလိုချင်တဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ bio မှာတင်ထားတဲ့ Telegram channel မှာတွားရောက်ပြီးရရှိနိုင်ပါတယ်ပထမတစ်ပွဲအနေနဲ့ Crystal Palace နဲ့ Brentford ရဲ့ပွဲမှာဘူလူးကျရဲ့နှစ်သင်းကို3လုံးတင်တဝက်ကျော်လောက်တော်ရှင်မှုပေးထားတာတော့မဖြစ်တင်ပါဘူးဒါကြောင့်ဘိုးဘော်ကိုများခေါ်နေတဲ့ပွဲမှာဘိုးအောင်နဲ့ပဲအောင်ပွဲခံပါမယ်ဒုတိယတစ်ပွဲဖြစ်တဲ့ main နဲ့ water premium တို့ရဲ့ပွဲကလည်းစောနာပွဲလိုပါတယ်အဲ့ဒီနှစ်သင်းကဘလိုဝင်တော့3လုံးအထိအေးဆေးရောက်နေတာဘိုးအောင်ကြီးက3လုံးတင်15ကျလောက်တော်ရှင်မှုပေးရတာရမ်းချိုလုံးပါဒါကြောင့်ဒီပွဲကိုလည်း main ဘိုးအောင်နဲ့ရွေးချယ်ပေးလိုက်ပါတယ်ဒီကိုလေးအကြိုက်ဒီမှာကစားအကြိုက်မလို့မတ်တက်တောင်းတိုက်တွန်းချင်ပါတယ်ကျွန်တော်ရဲ့ Telegram channel ကိုအစီအစဉ်များတာကြောင့်ဖိတ်ခေါ်လိုက်ပါတယ်ဒီကိုအားလုံးပဲညနေပေါင်းတက်ရပါတယ်အားလုံးပဲခုတ်တက်ပါ